ဒီနေ့ ED4 ကနေနေပြီးတော့စီစဉ်ပြုလုပ်ပေးနေတဲ့ senior တွေပြောပြမယ်ထိပ်တန်းတက္ကသိုလ်ထိုင်းတက္ကသိုလ်များနဲ့ပညာသင်ဆုအကြောင်း webinar series ကနေနေပြီးတော့အားလုံးကိုတစ်ဖက်ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရဲ့ရှင်အမနာမည်ကတော့လာရာလို့ခေါ်ပါရဲ့ပြီးတော့ဒီနေ့ဒီ webinar series ကကြတော့မြန်မာကျောင်းသားတွေကျောင်းသူတွေအတွက်ပေါ့နော်ထိုင်းနိုင်ငံမှာပညာသင်ယူနေတဲ့အခွင့်အရေးတွေကိုရှာဖွေနိုင်ရန်အတွက်အမှားတို့ရည်ရွယ်တယ်ပြီးတော့ကြတော့ဒီကျောင်းလျှောက်တဲ့ senior တွေကနေနေပြီးတော့ပြောပြမယ်ဒီကျောင်းလျှောက်တဲ့နီလန်းနေရာနေစပြီးတော့ကျောင်းလျှောက်တဲ့ process ကနေစပြီးဒီ senior တွေရဲ့ကျောင်းသားဘဝတွေပြီးတော့ကြတော့ဒီကျောင်းတက်နေစေကာလအတွင်းဒီကြားထဲမှာစိန်ခေါ်မှုတွေစသဖြင့်ပေါ့နော်တကယ်ကြုံတွေ့နေရတာတွေကိုမျှဝေပေးဖို့အတွက်ဒီထိတ်တန်းထိုင်းထိပ်တန်းတက္ကသိုလ်တွေမှာတက်နေတဲ့ senior တွေကိုဖိကြားထားရပဲဖြစ်ပါတယ်ဒီနေ့ကကြတော့အမတို့အလဲကြလာဒီထိုင်းနိုင်ငံရဲ့ ranking 1ပေါ့နော်တက္ကသိုလ်ဖြစ်တဲ့တက္ကသိုလ်တစ်ခုဖြစ်တဲ့ Chulalongkorn University ပဲဖြစ်ပါတယ်ဒီနေ့မှာအမအောင်နဲ့အတူတူဒီ Chulalongkorn တက္ကသိုလ်မှာလက်ရှိပညာသင်ကြားနေတဲ့ Marbury မှာလည်းခုရောက်ရှိနေပြီဖြစ်ပါတယ်ပေါ့နော်ဒီMarbury နဲ့ပတ်သက်ပြီးတော့အမအနှဲငယ်လေးမိတ်ဆက်ပေးပါရစေ Marbury ကတော့ခုနပြောခဲ့သလိုပဲလက်ရှိမှာ Chulalongkorn University မှာတက်ရောက်နေတဲ့major ကကြတော့ Applied Chemistry major နဲ့တက်ရောက်နေတာဖြစ်ပါတယ်ပြီးတော့ကြတော့ဒီမှာBarrier ဆိုရင်သူ့ရဲ့ဒီ university လိုက်မှာဆိုရင်ဒီ event တွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါဒီမှာဒီတက်ကြွစွာပါဝင်နေတဲ့သူလေးတယောက်ဖြစ်တယ်ပြီးတော့ကြလဲ TEDx မှာပဲပေါ့နော် former event planner volunteer လေးလုပ်ပေးသူတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့အမတို့ဒီအမဘယ်ရီလေးမပြောခင်ပေါ့နော်အမတို့စီကံချက်လေးတချို့ပြောပြပေးပါမယ်ဒီအမဘယ်ရီပြောနေတဲ့အချိန်အတွင်းမှာဒီ development ပေါ့နော်မိကုန်းတစ်ခုမေးစရာရှိရဆိုရင် microphone လေးကိုဒီ raise hand မဲ့ဖြစ်ဖြစ်ပေါ့နော် chat box ကနေပဲဖြစ်မေးလို့ရပါတယ်ပြီးတက်နိုင်သမျှ microphone လေးကို mute ပေးထားပါပြီးတော့ကြတော့အမတို့နောက်ဆုံးမှာဆိုရင် Marbury နဲ့တိုက်ရိုက်မေးလို့ရအောင်လို့ Q&A session လေးလုပ်ပေးထားပဲဖြစ်ပါတယ်။အဲ့ဆိုရင်အဲ့ဒါဆိုရင်ဒီဟာလေးစလိုက်ကြမှာပေါ့နော်ဆိုတော့ဒီကလေးများအဆင်ပြေမဲ့သူလေးတွေကဗီဒီယိုလေးတွေဖွင့်ပေးလို့ရရင်ဖွင့်ပေးပါအောင်နော်အမဘက်ကကြောင့်မီးလေးပြက်နေရဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးမဖွင့်တော့ပါဘူးအဆင်ပြေဆိုရင်ဗီဒီယိုလေးဖွင့်ပေးပါပြောချင်ပါတယ်ဟုတ်အဲ့ဆိုရင်ပထမဆုံး Marbury လေးရောက်နေဆိုတော့အလဲပေးလိုက်ပါမယ်ရှင် Hello everyone, my name is Berry. Berry လို့ခေါ်ပါတယ်။အခုအမတော့ချူလာလောင်ကောင်းမှာ BSAC major နဲ့ပေါ့နော်တက်နေရပါ။အခုတော့Berry presentation လေးနဲ့ပြောဖို့ရအဲ့ဒါလေး share ပေးလိုက်မယ်နော်။ presentation လေးမြင်ရလားမသိဘူး။ဟုတ်မြင်ရပါတယ် Okay, so အခုကတော့အမက introduction အနေနဲ့အမ first year student မှာအမဒီနေ့ပြောပေးမှာကတော့ application process တွေရယ် scholarship process တွေရယ်ပေါ့နော် because အမ BSAC scholarship ကိုရှောက်ခဲ့တယ်ရတော့မရဘူးပေါ့နော် because competitive အရင်ဖြစ်တော့အဲ့ပြီးတော့ရင်အမ student life ကိုပြောပေးမယ်ပြီးတော့ရင်အဲ့ student ရဲ့ parks တွေကိုတစ်ချက်ပြောပေးမယ်ဒီဟာကတော့ international program တွေပေါ့နော်ချူလာမှာရှိရဲ့ international program တွေကိုအကုန်လုံးအမပေါင်းပြီးတော့လုပ်ပေးထားတာပေါ့နော်ဒီမှာဆိုရင် communication design ရှိမယ် business administration communication management ရှိမယ် economics ပြီး aerospace engineering automotive design and manufacturing engineering information and communication engineering nano engineering robotics and artificial intelligence engineering chemical and process engineering psychological science applied chemistry ဒါကတော့ Berry ရဲ့ major ပေါ့နော်ပြီးတော့ရင် biotechnology နဲ့ integrated innovation တွေရှိတယ်application process ကတော့ fairly simple ဖြစ်ပါတယ် simple ဖြစ်တယ်ဒါပေမဲ့သိရမှာတော့သူ faculty တစ်ခုနဲ့တစ်ခုနဲ့ requirements မတူလုံးဝမတူဘူးပေါ့နော်business မှာဆိုရင် SATU မှာ1300လောက်မှတက်လို့ရမယ်ထင်တယ်ဒါပေမဲ့ Berry တို့ဘက်မှာဆိုရင်တော့1100လောက်ဆိုရင်အဆင်ပြေရပေါ့နော်အဲ့လိုမျိုးကွာခြားချက်တွေရှိရဲအဲ့တော့
တခုပြောချင်တာကအဲ့ registration တို့ဘာလို့လုပ်မယ်ဆိုရင် faculty ကို email ပို့ပြီးမေးတာအကောင်းဆုံးပေါ့နော်ကိုယ့်အကိုလုပ်မယ်ဆိုရင်အဲ့ faculty ကို email ပို့ပါမပြန်မချင်းစတိုက်ပို့လို့ရပါတယ်အဲ့တော့အဲ့ဒါလေးတစ်ချက်ပါပြီးတော့ဒီမှာ Berry website လေးကို link လုပ်ပေးထားပါတယ်details ကြည့်ဖို့ပေါ့နော်ပြီးတော့ရင် scholarship ရှိမရှိ bachelor တွေအတွက်ကတော့ scholarship ကများသောအားဖြင့်နည်းနည်းရှားတယ်ပေါ့နော်ဒါပေမဲ့အဲ့ faculty တချို့မှာဆိုရင် scholarship တွေရှိတယ်ဒါပေမဲ့အဲ့ scholarship process ကလည်းတိတ်မတူBerry တို့ဆိုရင် Berry တို့ major မှာ BSEC မှာဆိုရင်ဆောင်းမဖြေရတယ်ပေါ့နော်အဲ့ interview admission ရပြီးတော့ interview ဖြေပြီးတော့ပြီးသွားရင်အဲ့ဒီ exam ထပ်ဖြေရတယ်ဒါပေမဲ့တချို့ major တွေတချို့ faculty တွေမှာကြတော့အဲ့ exam ဖြေစရာမလိုဘဲနဲ့ဒီတိုင်း interview pass ဖြစ်သွားတာနဲ့ scholarship ပါသူတို့တခါတည်းအဖြေထုတ်ပြီးရပေါ့နော်အဲ့လိုမျိုးပါတယ် so ချူလာမှာဘယ်လိုမျိုး student life တွေဖြစ်လဲဘယ်လိုမျိုးဖြစ်လဲဆိုတာကို very ပြောပြသွားပါမယ်ချူလာက firstly city center မှာဖြစ်တယ်အဲ့ဒါ CM နားမှာပေါ့နော် CM နားမှာဆိုတော့အဲ့တော့ဒီ city center နားမှာနေမယ်ဆိုရင် rent ကတော့ဈေးကြီးတယ်အနည်းဆုံး1000ကျော်လောက်တယ်1000အောက်ဆိုတာအရန်ရှားတယ်အဲ့တော့rent အတွက်ကတော့အိမ်ငှားကတော့တော်တော်လေးကိုဈေးကြီးတယ်တကယ်လို့ကျောင်းကိုမိနစ်30-40လောက် BTS စီးရတာစိတ်အဲ့လောက်ကြီးမပင်ပန်းဘူး you don't mind ဆိုရင်တော့တချို့ဘက်တွေမှာပို့ပြီးတော့နည်းနည်းဈေးချိုတဲ့ဘက်တွေရှိတယ်အဲ့တော့အဲ့ဒါလေးကို very တစ်ချက်တော့ recommend ပေးရပေါ့နော်အဲ့ကိုရဲ့ energy ပေါ်လဲမူတည်တာဟုတ်ပြီးတော့ရင် daily budget ကကြတော့ usually တရက်ကိုအနည်းဆုံး200လောက်ပဲကုန်အများဆုံးပေါ့နော်အများဆုံး200လောက်ပဲကုန်တယ်မုံစားတာတွေရောဘာညာရောပါပေါ့နော်ဒါပေမဲ့ berry ကဟိုလို city center မှာနေတော့လေအဲ့လိုမျိုးကြောင်းအသွားပြန်လမ်းပဲလျှောက်လိုက်တာအဲ့တော့စားစရိတ်က200လောက်ပဲကုန်တယ်အဲ့ဒါတော့တစ်ချက်နော်ပြီးရင်ကျောင်းမှာဆိုရင်အဲ့ campus အတွက်အဲ့လိုမျိုးဟိုလျှောက်သွားလို့ဖို့အတွက်က CU pop-up ရှိရဲပြီးတော့ရင်ကျောင်းနေရာတကာမှာစကူတာတွေတို့ bicycle တွေတို့ငှားလို့ရတာပေါ့နော်အဲ့ဒါပြီးတော့ရင် Berry တို့မှာဆိုရင် club activities တွေအများကြီးရှိရဲဒါမဲ့တချို့ clubs တွေကတော့ Thai students တွေအတွက်ပဲပေါ့နော် but ဗာလဲ they are always open to international students တကယ်တမ်းသွားပြီးတော့ approach လုပ်လိုက်မယ်ဆိုရင်သူတို့တွေကလက်ခံလားလက်မခံဘူးလားဆိုပြီးတော့အဲ့လိုမျိုးမေးလို့ရပါတော့မေးပြီးသွားပြီဆိုရင်သူတို့လက်ခံနေဆိုရင်ကိုက join လို့ရတယ်အဲ့လိုမျိုးဟာတွေလည်းရှိတယ်ပြီးသွားရင် the next thing ကချူလာမှာ fourth year မှာဆိုရင် research programs တွေပါချိတ်ထားတဲ့ဟာတွေ schools တွေနဲ့ရှိရပေါ့နော်Berry တို့ major မှာဆိုရင်ချိတ်ထားတဲ့ schools တွေက Yale University ရှိမယ် University of Michigan ရှိမယ်ပြီးရင် Tokyo Institute of Technology ရှိမယ်ဒီထက်အများကြီးလည်းရှိသေးတယ် like ဂျပန်မှာ2ခု US မှာဆိုရင်3ခုလောက်ရှိအဲ့လိုမျိုး research program တွေပါလည်းလုပ်ရတာအဲ့ဒါကတော့ Chula student အနေနဲ့လုပ်ရမယ့်ဟာပေါ့နော်ပြီးတော့ရင်အဲ့ graduate ဖြစ်တဲ့သူဖြစ်နေနေ undergraduate ဆိုရင်လည်းအဲ့ career connect fairs တွေရှိတယ်အဲ့တော့ချူလာကျောင်းပြီးသွားလို့အလုပ်မရဘူးဆိုတာကိုအဲ့လောက်ကြီးတိတ်ပြီးစိတ်ပူစရာမလိုဘူးပေါ့နော် because they have the program to တကယ်လို့ချူလာကျောင်းပြီးသွားလို့အလုပ်မရဘူးဆိုသူတို့အလုပ်ကိုရှာပေးတဲ့ program ရှိတယ်အဲ့ဒါ free students တွေတိုင်းအတွက် free ပြီးသွားရင် undergraduate student တွေမှာ experience ရအောင်လို့ဆိုပြီးတော့ internship programs တွေနဲ့ offer လုပ်ပေးတဲ့ဟိုဟာတွေလည်းအများကြီးရှိတော့ you don't need to worry about internships or getting work experience ပြီးတော့ရင် student benefit မှာဆိုရင် CU Next app ရှိမယ်အဲ့မှာဆိုရင်ကိုယ့်ရဲ့အဲ့ app ထဲမှာဆိုရင်ပေါ့နော် privileges တွေကိုတွားကြည့်လိုက်တယ်ဆိုရင်ချူလာ student ဖြစ်ရုံနဲ့အဲ့ကိုကျောင်းသားကတ်ကိုပြရုံနဲ့ပေါ့နော်အဲ့20% off တို့30% off တို့အလကားရတဲ့ဟာတွေလည်းအများကြီးရှိပါတယ်
ပြီးတော့ရင် central library နဲ့ plan space ပေါ့နော်အဲ့ဒါကတော့ every student have an access ပြီးတော့ central library ဆိုရင် midterms တို့ finals week တွေမှာဆိုရင်24နာရီလုံးဖွင့်တယ်အဲ့တော့ကိုစာသွားလုပ်လို့ရတယ်ပေါ့နော်ပြီးတော့ရင် campus မှာဆိုရင်ပျော်စရာအနေနဲ့ festival တွေလည်းအများကြီးရှိမယ်အဲ့ဒီဘောလုံးပွဲတွေလည်းအများကြီးရှိမယ်ပြီးတော့ရင် flea market တွေလည်းအမြဲတမ်းလိုလိုရှိတယ်အဲ့တော့ school life ကတော့အရင်ပျော်စရာကောင်းပါတယ်ဒါပေမဲ့ STEM student အနေနဲ့တော့အဲ့လောက်ကြီးအချိန်တော့မအားဘူးပေါ့နော်ဒါပေမဲ့ကိုကတကယ်လို့သွားချင်တယ်ဆိုရင်ကျောင်းမှာလုပ်စရာအများကြီးပါပြီးတော့ရင်တကယ်လို့ချူလာ campus ပေါ်မှာဟိုမျိုး campus မှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့အရေးပေါ်ဆိုရင်အရေးပေါ်ဆိုရင်ချူလာ hospital မှာ ER ချူလာ students တွေအတွက် free ဖြစ်ပါတယ်အဲ့တော့တကယ်လို့တစ်ခုခုလိုတယ်ဆိုရင်ကိုကျောင်းသားကပြပြီးတော့ free hospital နဲ့ medical care ပေါ့နော်အဲ့ဒါကိုယူလို့ရပါတယ်ပြီးတော့ရင်ကိုက mentally unstable တို့ဘာလို့ညာတို့ mentally tired တို့ဘာလို့ဖြစ်တယ်ဆိုရင်လည်းချူလာမှာ counseling program ရှိပါတယ်အဲ့ဒါလည်း free ပါကိုကအကုန်လုံး sign up လုပ်ပြီးသူတို့ free counselor နဲ့စကားပြောပြီးတော့အဲ့မျိုး therapy လိုမျိုးယူလို့ရပါတယ်ပေါ့နော် Okay အဲ့ဒါတော့ Berry ကတော့ဒီလောက်ထိပဲပြောစရာရှိတာပါတကယ်လို့ question လေးရှိရဆိုရင် please ask me I have question. yes ပြောပါ Like အိမ်ကကြတော့3,500အဲ့လောက်ပဲဘယ်လို support ပေးနိုင်မယ်ပေါ့ဒါပေမဲ့ကိုက academic ဘိုင်းမှာတော့ညဉ့်ညင်ချင်းနဲ့ပြီးတော့ဒီ part time job ပဲလုပ်နိုင်နေဆိုရင်တော့ဒီကျောင်း school fee ကိုတက်နိုင်မယ်လို့ထင်လား depends on the major ပေါ့နော်ဘာလို့လဲဆိုတော့ဟိုဟာ BSAC မှာဆိုရင်အမားတို့ဟိုလိုကျောင်း roughly อ่ะပေါ့နော်3,400 school fee อ่ะအဲ့လောက်ပဲရှိတာပေါ့နော်ဒါမဲ့တစ်ခုရှိတာက international students တွေကဟိုဟာ education visa နဲ့ဆိုရင်အလုပ်လုပ်လို့မရပါဘူးအဲ့တော့တကယ်လို့လုပ်ရမယ်ဆိုရင်လည်းဟိုလိုမျိုးပေါ့နော် internship အနေနဲ့ပဲလုပ်လို့ရမှာပါဟိုလို part time လုပ်လို့တော့မသေးကြဘူးပေါ့နော်ပြီးရင် risk လည်းအများများတယ်ဆိုတော့မလုပ်ပါနဲ့လို့ပဲဟိုလိုမျိုး advice ပေးချင်တယ်ပေါ့နော်အဲ့ဒါညီမလေးကဘယ် major ကိုတက်ချင်တာလဲမသိဘူးအမပြောချင်တာကတော့အဲ့ဟိုဗာလဲအဲ့ website ကိုသွားပြီးတော့ school fee ကိုတစ်ချက်ကြည့်ပြီးသွားတော့ကိုယ့်အိမ်ကတက်နိုင်မတက်နိုင်အဲ့ဒါလေးတော့တစ်ချက်အဲ့ဒါလေး advice ပေးချင်ပါတယ် အမပြောတဲ့ program လေးမှာ medical ဘိုင်းကိုကျတော့အဲ့လိုမျိုး MBBS ဘိုင်း doctor ဘိုင်းဘွဲ့ပေးတဲ့ major ရှိတယ် ဒါကရှိမယ်ထင်တယ်ဒါပေမဲ့medical အပိုင်းကများသောအားဖြင့်Thai students တွေအတွက်ပဲထင်တယ် international students တော့အမအရင်နှစ်ကကြည့်တလောက်တော့မရှိသေးဘူးဒီနှစ်တော့ပြောင်းရင်လည်းပြောင်းမှာပေါ့နော် ဟုတ်ခုနကအမပြောတဲ့ဒီ course က3,400ဒီမပြောတဲ့ဒီဟိုနှစ်တည်းအကုန်လုံးတက်လာဟာ you major နှစ်တွေအကုန်လုံးတော့မဟုတ်ဘူးညီမလေးဟောတစ်နှစ်စာတော့ပဲချူလာစီကြည့်ပါတယ်အမစီမှာ private message နဲ့ဟိုဟာမိခွန်းလေးတွေမိထားတာရှိရပေါ့နော်if I live with a roommate ခန့်မိထားပါနော် if I live with a roommate how much minimum could the rent go တဲ့roommate နဲ့နေရင်တော့ rent က city center မှာဆိုရင်လဲအနည်းဆုံးက6,000အဲ့လောက်တော့ရောက်မယ်ထင်တယ်6,000 8,000အဲ့လောက်တော့ရောက်မယ်ထင်တယ်ဒါပေမဲ့ဟို BTS မှာစီးတာအဲ့လောက်ကြီးum if you don't really mind energy ရှိရဲ့လူဆိုရင်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့နည်းနည်းဝေးနေလို့ရပါပေါ့နော်ဥဒုံစုတို့ဘာလို့ဘက်မှာဆိုရင်အာ rent ကဈေးချိုပါတယ်ဈေးချိုတဲ့ဟာလေးတွေလည်းရှိပါတယ်ပြီးတော့ရင် application website က only showing me sign in and I've never created an account before there is no option to sign up what to do
အော်အဲ့ဒါကလေအဲ့ application website ကလေဟိုဟာဗာလဲ faculty ကို email ပို့ပြီးတော့သူတို့ဘက်က admission letter ရပြီးတော့ account လုပ်ပြီးတော့မှအဲ့ဒီဟာကိုဖွင့်လို့ရမှာပေါ့နော်အဲ့ဟိုဟာအခုပို့ထားတဲ့ website ကလေအဲ့တော့ first thing you should do က faculty ကို email ပို့ပြီးတော့အဲ့ faculty ရဲ့ requirements တွေကိုလေတစ်ချက်မေးပါမေးပြီးတော့ရင်သူတို့ရဲ့ဟိုဟာဗာလဲ admission ကိုဘယ်လိုလျှောက်ရမလဲပေါ့အဲ့ဒါမေးပြီးတော့လျှောက်ပြီးတော့မှဒီ website ကို access လုပ်လို့ရမှာပေါ့နော်ပြီးတော့ရင် how is Chulalongkorn campus compared to Thammasat Rangsit ကအမက Thammasat Rangsit ကိုမရောက်ဘူးသေးအမဒီ Chula ကိုပြောင်းလာတာမှဟိုဟာလောက်ပဲရှိအောင်မှာ4 or 5 months လောက်ပဲရှိအောင်မှာပြီးရင် Rangsit ဘက်ကလည်းအမအဲ့လောက်ကြီးမရောက်ဘူးဆိုတော့လေအမ city center ဘက်ပဲနေဖြစ်တာဆိုတော့ Chula campus ကတော်တော်ကျယ်ပါတယ် တော်တော်ကျယ်တယ်သူတို့ကပြီးရင်ကျောင်းကလမ်းရဲ့ဟိုဘက်ဒီဘက်နဲ့ campus နှစ်ခုကကွဲနေတာကိုအဲ့တော့ campus မှာလမ်းလျှောက်တယ်ဆိုရင်ကို3နာရီ campus တစ်ခုလုံးလမ်းလျှောက်မယ်ဆို3နာရီကျော်ကြာမယ်ထင်တယ်သူတို့ကဟိုလို park တို့ museum တို့ရောရှိတာဆိုတော့လေအများကြီးရှိရယ်အဲ့တော့ Chula campus ကတော့တော်တော်ကြီးရယ်ပေါ့နော်ပြီးရင်သူတို့စီမှာသူတို့ building နဲ့သူတို့ student dorm တွေလည်းရှိတာဟုတ်အဲ့ဒါကတော့အဲ့လောက်ပါပဲနောက်တစ်ယောက်ကဟာရူက business major အတွက် scholarship တရားရှိပါတယ် business major က scholarship တွေများတယ် requirement ကတော့အမတိတိကျကျမပြောတော့ because အမက business major မဟုတ်တော့လေအာ faculty တစ်ခုနဲ့တစ်ခုနဲ့ကလည်း requirement တွေကမတူဘူးကိုဒါပေမဲ့ usually က business အပိုင်းကဆိုရင် interview စာမွေးမဖြေရလောက်ဘူးထင်တယ် interview နဲ့ပဲသူတို့ scholarship ကိုဟိုလိုဆုံးဖြတ်သွားမယ်ထင်တယ်ပေါ့နော်ပြီးတော့ရင်ဟိုဟာမြင့်မြတ်ခိုင်မင်းကအမဟိုဟာ scholarship apply chemistry အတွက် scholarship ရမထားပါဘူးအမတို့တုန်းက international students ကို2ယောက်ပဲပေးတာအဲ့ program မှာပေါ့နော် scholarship ကို2ယောက်ပဲပေးတာဒါပေမဲ့ apply လုပ်တဲ့လူတွေက100နဲ့မှ84ယောက်လားမသိဘူးအဲ့ဒါပြီးတော့ရင်အနည်းဆုံး top ပထမဦးဆုံးပေါ့နော်အမှတ်အများဆုံးလူကိုပဲပေးတာဆိုတော့အမတို့ chance ကတော့တော်တော်နည်းတယ်ပေါ့နော်ပြီးတော့ရင်ချူချူက nursing major အတွက်ကခဏလေးနော်အမရှာပေးမယ် nursing major အတွက်က international program ဆိုရင် bachelor မရှိသေးပါဘူး master ပဲရှိပါသေးတယ်ပြီးတော့ရင်နောက်ထပ် question က how much SAT scores did you get ကအမက1300 1380လားမသိရထားပါတယ် I'm trying to apply for PPA but what did you take what did you take to get into Chula ကကြတော့အမ O level ရော A level ရောပြီးထားပါတယ်ပြီးတော့အမ SAT ကို1380နဲ့ apply လုပ်လိုက်ပါတယ်they will reply to my email in Chula anyways to directly communicate with them directly communicate with them သူတို့ကတော့ usually email ကိုအနည်းဆုံး2ရက်3ရက်လောက်တော့ကြာပါတယ် but ဟိုဟာဗာလဲ international relations မှာတစ်ချက် email ပို့မယ်ဆိုရင်ပြန်မယ်ထင်တယ်အမတစ်ချက်လောက် email လေးရှာပြီးတော့ဟိုဟာလေးပို့ထားပေးမယ်နော်ဟိန်းထက်က master အတွက်ဆိုလဲသက်ဆိုင်ရာ faculty ကိုလက်မရဘူးကောင်းတာပြတော့မဟုတ်ဒီဘက်ကထိုင်းကျောင်းနေနဲ့ချိန်ထားတယ်ချူလာကတော့ဟိုလိုမျိုး public ဆိုတော့လေအမလျှောက်တုံးကကိုယ့်ဟာကိုယ်လျှောက်ရတာ because အမ private agency တွေနဲ့ရမလားဆိုပြီးဟိုလိုမေးကြည့်တော့လေအဲ့ private agency ကိုလည်း email မပြန်တော့လေသူတို့လည်းဟိုဟာ information မရတော့အမကိုယ့်ဟာကိုယ်လျှောက်လိုက်ရတာ so usually ဟိုဟာတော့ master
အတွက် faculty ကိုလှမ်းမေးတာအဆင်ပြေပါတယ်ဟိုကပြီးတော့ရင်တကယ်လို့ထိုင်းဘက်မှာအတိတို့ဘာလို့ရှိရဆိုချူလာကိုဖုန်းဆက်ပြီးမေးခိုင်းတာလည်းအဆင်ပြေပေါ့နော်ခဏလေးနော်အမဟိုဟာ email ဟိုဟာလေးပို့ပေးမယ်နော်ဒါကတော့ international relation ပေါ့နော် international relations ရဲ့ Gmail account ပေါ့နော်အဲ့ဒါသူတို့ကိုအမ mail ပို့တော့ကတစ်ပတ်လောက်ပဲစောင့်ရတယ်တစ်ပတ်လောက်ပဲစောင့်ရတယ်ဟုတ်အမ tuition fee ကိုဘယ်လိုပြန်ကောက်ပါလို့လဲပြဆိုအာအာလူမော်ဦးဘယ်လိုမေးတာလဲအမသိနားမလဲလို့တစ်ချက်လောက်ပြန်ပြီးတော့ပြောပြလို့ရမလားဘယ်လိုမျိုး cover လုပ်တာကိုပြောချင်တာလည်းမသိဘူးမြင့်မြတ်ခိုင်မင်းက is IELTS not required if IGCSE SAT လုပ်တယ်ဆိုရင် IELTS မလိုပါဘူးအမ faculty တော့ပေါ့နော်တချို့ faculty ကတော့ IELTS လိုတယ်လို့ပြောတယ်ပြီးတော့ရင်ဇန်ကမေးထားတာ do you know anything about master degree ရဲ့ usually postgraduate ကတော့ English program အနေနဲ့ပေါ့နော်ဒါပေမဲ့တချို့ဟာတွေကလည်းထိုင်းနေရှိရဆိုတော့ကိုလိုချင်တဲ့ faculty ကိုမေးတာအကောင်းဆုံးပါပြီးတော့ရင် B8O BO80 OSSB ကချူလာကို GED နဲ့ join ရောအဆင်ပြေနိုင်လားဆိုတော့ yes အဆင်ပြေပါတယ်ချူလာကို GED နဲ့ join လို့ရပါတယ်ပြီးတော့ရင်အောင်ပြည့်ဖြူ assist me I know if there's anyone who you know got accepted to Chula with CU ATS and CU AAT အမတီးသမျှလူထဲမှာတော့များသောအားဖြင့် GED or IGCSE နဲ့ A-level နဲ့အဲ့လိုမျိုးနဲ့ပဲဟိုဟာဖြစ်တာပေါ့နော်အမဒီ CU ATS နဲ့ CU AAT အဲ့ဒါထိုင်းနေအတွက်ပဲထင်တယ်အမကြည့်တော့ကအဲ့ဒါတွေဖြေလို့မရလို့အမ SAT ရဲ့ A-level နဲ့ပဲ apply လုပ်လိုက်တာပါပြီးတော့ရင်ချူက do I have to သူက Thai program ပဲရှိရ do I have to learn Thai first to attend nursing bachelor degree ဆိုတော့သူက Thai program ပဲရှိရဆိုတော့ထိုင်းစကားနားလည်ရင်တော့အဲ့ဒါတက်လို့ရပါတယ် English လို့သင်တာမဟုတ်တော့လေ master ကွန်ပျူတာဆိုင်ထိုင်းမှာပေါ့နော်ဟိုချူလာမှာ master ကွန်ပျူတာ science အတွက် tuition fee ရှာတာမတွေ့ဘူးဖြစ်နေလို့တဲ့ခန့်မှန်းခြေဘယ်လောက်ရှိနိုင်မလဲရှင်အဲ့ဒါကကွန်ပျူတာ science faculty ကိုမေးကြည့်ပေးပါအမားတို့ BSAC မှာဆိုရင်semester တစ်ခုကိုဘတ်9000ခွဲပေါ့နော်9000ခွဲကျော်ဒါမဲ့ semester နဲ့တစ် semester တစ်ခုနဲ့လည်းမတူဘူးပေါ့နော်အမအရင် semester တော့9000ခွဲပေးရတယ်ဒီ semester ကျ34000ပေးရတယ်အဲ့တော့ unexpected courses တွေကများနိုင်တယ်ပေါ့နော်အဲ့တော့တစ်ချက်လောက်ကိုယ့်ရဲ့အိမ်နဲ့ finance ကိုညှိပြီးတော့မှ apply လုပ်ပါပြီးရင် faculty ကို email ပို့ပါထိုင်းမှာပေါ့နော်တကယ်လို့ဆေးဘတ်တက်မယ်ဆိုရင်ပွဲရပြီးရင် license ရဖို့ထိုင်းလိုပြန်ဖြေရတယ်အဲ့ဒါဖြေပြီးမှ license ရမယ်တည်ထားပါတယ်အဲ့ဒါဟုတ်လားရှင်တေချာပြလို့ရမလားရှင်အမတီးတလောက်တော့ထိုင်းမှာဆေးဘတ်တက်မယ်ဆိုရင် ထိုင်းမှာအဲ့ဒီ license ဖြေလို့မရဘူးတခြားနိုင်ငံသွားပြီးဖြေရမှာအမတီးတလောက်ပေါ့နော်အဲ့တော့ so ထိုင်းမှာတက်ပြီးသွားရင်တခြားနိုင်ငံသွားပြီးတော့အဲ့ဒီ nursing license အတွက်စောင့်ပွဲဖြေပြီးသွားရင်ထိုင်းမှာအလုပ်ပြန်လာလို့အဲ့လိုမျိုးတော့ရမယ်လူမော်ဦးကချူလာရဲ့ tuition fees ကမြင်တော့ scholarship အကူအညီမယူဘဲနဲ့ဘယ်လိုပြန် cover လုပ်တာလဲမေးရခင်ဗျာ part time job လည်းလုပ်လို့မရတော့လေအမကတော့ဟိုဟာဗာလဲ advice ပေးချင်တာကတော့ချူလာကိုမတက်နိုင်ဘူးဆိုရင်finances ကအဆင်မပြေဘူးဆိုရင်ပေါ့နော်scholarship ကိုလျှောက်တာအကောင်းဆုံးပါသူတို့မှာဟိုလိုမျိုး financial aid program တို့ဘာလို့လဲ faculty မှာရှိခြင်းရှိနိုင်တယ်အဲ့တော့ဟိုဟာဗာလဲ faculty ကိုပွင့်ပွင့်လင်းလင်းပြောပြီးတော့ဒီလောက်မတက်နိုင်ဘူးမတက်နိုင်ဘူးဆိုပြီးတော့ဘလို့နည်းနည်းလောက် scholarship လေးပါလေးပေးနိုင်မလားပေါ့နော် admission ရပြီးသွားပြီဆိုရင်အဲ့လိုမျိုးပြန်ပြီးမေးလို့ရတယ်ပေါ့နော်အဲ့ဒါတော့တစ်ခုရှိပါတယ်ပြီးတော့ရဟိုဟာ
paid internships တွေလည်းရှိတယ်ဆိုတော့လေနည်းနည်းဒါပေမဲ့ internship လောက်ကဟိုလိုမျိုးစားစရိတ်လောက်ပဲရမှာပေါ့နော်ဟိုလိုမျိုးကျောင်းလာကားလောက်ကြီးရောရမှာမဟုတ်ဘူးတော့ရင် E ရမေးထားတာ any friend who got into BBA with IG O level and GED GED ရှိရင်ရပါတယ် GED ရှိရင်ရတယ်Lulu or Amitara, for example, if I attend Thai language GED, IELTS, SAT, extra class certificate, so I can be a doctor. I mean, can I get into medical school with scholarships, and also how will it take? အဲ့ဒါကတော့အမ accept or not accepted အဲ့ဒါတော့အမသေချာမသိဘူးပေါ့နော် because I am not a nursing school major ဆိုတော့လေ I think it's best if you go to your faculty and email it requirement ဘယ်လောက်ဟိုဖြစ်လဲဆိုတာ email လုပ်ပြီးတော့ရင် scholarship ရှိမရှိဆိုတာကိုမေးပါပြီးတော့ရင်မြင့်မြတ်ခိုင်မင်းက is it most likely to transfer European University for master after completing the Chula master master တက်မယ်ဆိုရင်တော့ change လို့ရတာပေါ့နော် master တက်ချင်တယ်ဆိုရင်ကိုကြိုက်အဲ့ Chula မှာချိတ်ထားတဲ့ university တွေလည်းရှိတော့လေသူတို့တကယ်လို့အဲ့ Chula student ဆိုရင်ပိုပြီး chances များနိုင်တယ်ပေါ့နော်မျိုးပြောင်းလို့ရပါတယ်ပြီးတော့ရင် Angela are there any uni I can join with scholarships that accept grade 10 O system grade 10 O system နဲ့အမတီးရတဲ့လောက်ကတော့ uni apply လုပ်လို့မရပါဘူးခန့်က is there a Myanmar community at Chula are there many students from Myanmar ရှိတယ်အများကြီးရှိပါတယ်အဲ့ Chula မှာဆိုရင်မြန်မာ students တွေဒါပေမဲ့အမရဲ့ faculty မှာဆိုရင်တော့ Burmese ကအမအပါဝင်3ယောက်လောက်ပဲရှိတယ်3ယောက်ပဲရှိအမရဲ့ program က Thai heavy program အဲ့လိုတော့ဖြစ်တယ်ပေါ့နော် but အရန်ကြီးမဆိုးပါဘူးအကုန်လုံးက friendly ဖြစ်ပါတယ်အဲ့တော့ you don't need to worry about making friends အောင်ပြည့်ဖြူကလက်ထောင်ထားရင်မေးလို့ရပါတယ်ရှင် ဟယ်လိုဟုတ်ကြားရတယ်ရှင်ပြောပါဟုတ်ကဲ့ဟိုလေကျွန်တော်ဒီ faculty မှာကသူတို့ website မှာရေးထားတာမှာ CUATS ဖြည့်လို့ရှိရင်သူကနှစ်ဘာသာဖြည့်ရတယ်မှာရယ်physics ရယ် chemistry ရယ်ဒါပေမဲ့ဒီ ISC တောင်းတာကြတော့ physics ကို600ပတ်ဝန်းကျင်ပေါ့နော်အဲ့လောက်တောင်းတယ်မှာပြီးတော့ CUAAT ကကြတော့သင်္ချာနဲ့အင်္ဂလိပ်ဖြည့်ရတယ်မှာရယ်ဒါပေမဲ့သူတောင်းတာသင်္ချာကို600ဝန်းကျင်ပြန်တောင်းတယ်မှာဆိုတော့လေကျွန်တော်ကသိချင်တာဥပမာပေါ့နော်ကျွန်တော်ကနှစ်ဘာသာလုံးနှစ်ခုလုံးဖြည့်ရမှာမှာ CUAAT နဲ့ CUATS နှစ်ခုလုံးဖြည့်ရမှာမှာဆိုတော့ဖြည့်ပြီးသွားလို့ရှိရင်သူတို့တောင်းတဲ့သင်္ချာနဲ့ physics အမှတ်ပဲပေးလို့ရလားတခြားအမှတ်တွေရောအမှတ်မကောင်းရင်ရလားဆိုတာသိချင်တော့မှာသူတို့ရဲ့ requirement ထဲမှာအဲ့ဒီဟာပါသွားပြီ reach လောက်တာနဲ့သူတို့ apply လုပ်လို့ရပါတယ်တခြားအမှတ်မကောင်းတာတကယ်လို့အဲ့ requirements က600ဆိုရင်အဲ့ subject မှာ600ရရတယ်သူတို့စီကို apply လုပ်လို့ရပါတယ် they don't really care about the other bad subjects ဟုတ်ကဲ့ပါအမဟုတ်ကျေးဇူးပါဗျအဲ့ဒါလေးသိချင်လို့ပါဗျအမဟိုလေအကေးပေါ့နော်တခြားအဲ့လိုမေးချင်တာလေးတွေရှိလို့ရှိရင်ပမာလာမေးလို့ရတယ်မသိဘူးအဲ့ဒါတော့ဟို edu for you page မှာလည်းမေးလို့ရတယ်အမလည်းဟိုအမ line ကိုတော့တစ်ချက်ပြောထားလိုက်ပဲမနော်ဟိုဟာ page ကိုပြီးတော့ရင်တကယ်လို့မေးစရာရှိရင်မေးလို့ရအောင်လို့ဟုတ်ကဲ့ပါအမဟုတ်ကျေးဇူးပါဗျ What kind of exams or languages or any other requirements to prepare for scholarships scholarship ကတစ်ခုနဲ့တစ်ခုနဲ့ requirement မတူဘူးပေါ့နော်တချို့ faculty မှာဆိုရင် chemistry exam ဖြေရအမတို့ faculty ဆိုရင် chemistry exam ဖြေရတယ်ဒါပေမဲ့တခြား faculty မှာဆိုရင်သူတို့ရဲ့ architecture တို့ဘာလို့ဆိုရင် portfolio တို့ဘာလို့ပြရတယ်ပေါ့နော်အဲ့အမျိုးကြီးလည်းရှိတယ်အဲ့တော့ faculty တစ်ခုနဲ့တစ်ခုမတူပါဘူး
အမပြီးသွားရင်ချူလာရဲ့website လေးပေးလိုက်မယ်နော်ခဏလေးဒီထဲမှာဆိုရင်international programs တွေရှိမယ်ပေါ့နော်ပြီးတော့ tuition fees တို့ဘာလို့လဲကြည့်လို့ရပါတယ် program ရဲ့ official website ထဲမှာအဲ့ program အတွက် scholarship not provided ဆိုပြီးကြီးညာမယ်တချို့ agency အဲ့ program အတွက် scholarship ရှိတယ်တို့ website က update မဖြစ်သေးရတယ်ဆိုပြောတတ်ကြတယ် sis အဲ့လိုမျိုးဆိုသက်ဆိုင်ရာ faculty ကိုပဲလမ်းမေးရပိုကောင်းမလားဟင်းထက်ပြောထားတာဟုတ်ပါတယ်သက်ဆိုင်ရာ faculty ကိုမေးကြည့်ပါအမ apply လုပ်တော့ဆိုရင် BSAC အတွက်ဘယ်လိုမျိုး scholarship မရှိဘူးဆိုပြီးတော့သူတို့ website မှာတင်ထားတယ်ပေါ့နော်ဒါပေမဲ့ဗာလဲရှောက်ပြီးတော့ admission ရပြီးတော့ရှိမလားဆိုရင်မေးလိုက်တော့သူတို့ဘက်ကရှိပါတယ်ဆိုပြီး email ပြန်ပို့လာပါတယ်လူကလက်ထောင်တာမေးလို့ရပါတယ် ဒီပေါ်တာချူလာကိုမလျှောက်ခင်မှာဒီကြိုပြီးတော့လေ့လာထားတဲ့အဲ့လို skill တွေပါlanguage ဆိုရင် Thai လိုမျိုးတခြားပါ skill တွေဘယ်လိုမြင့်တင်ထားရမလဲ usually ကတော့လိုမျိုး international program သွားမယ်ဆိုပေါ့နော်နည်းနည်း English skills ကိုနည်းနည်း comprehension ကောင်းကောင်းနားလည်နိုင်တဲ့အထိလောက်ထားပါညှင့်ထားပါပေါ့နော်ပြီးသွားရင်ကိုယ့်ရဲ့ major နဲ့သက်ဆိုင်တဲ့ subjects တွေမှာပေါ့နော်အားကောင်းအောင်လုပ်ထားပါဘာလို့လဲဆိုတော့ Chula top university ဆိုတော့အရန်စာတွေကလည်းခက်ပါတယ်အမားလည်းဆိုတချို့ရက်တွေဆိုအိတ်တောင်မအိတ်ရအောင်စာပဲထိုင်လုပ်နေရတာ Faculty of Political Science က Maths program အတွက်စုံစမ်းထားတာကကျောင်းကပြန်မဖြေလို့လीတဲ့အမခုနကဗာလဲ International Relation အဲ့ဒီ Gmail ကိုတစ်ချက်ပို့ထားတယ်ပေါ့နော်အဲ့ဒီကိုတစ်ချက်မေးကြည့်ပေးပါအဲ့ဒီမှာဆိုရင်သူတို့စာပြန်ပါလိမ့်မယ်အဲ့ဒါကတော့ international students တွေအတွက်ပေါ့နော်Zan ကမေးထားတာ should I do the whole application process on my own or should I do with services if so can you recommend me some အမကတော့ application process ကိုတစ်ယောက်တည်းရှောက်တာပေါ့နော်ဒါပေမဲ့အမအတိ services မှာဆိုရင်Edu Compass ရှိမယ်အဲ့ဒါအမအတိသူကိုယ်တိုင်ထောင်ထားတာပေါ့နော်အဲ့လည်းအမပို့ပေးလိုက်ပါမယ်ပြီးတော့ခန့်ကတစ်ချက်ပြောထားတာ Did you struggle on your first day of uni တဲ့ How did you get through experiencing new things you were unfamiliar အမfirst day of uni အမတော့ကတော့အရန်ခက်ခဲပါတယ်ပေါ့နော် because အဲ့တော့ကအမrent ထားတဲ့နေရာလေ move-in date ကိုအဲ့တော့အမ9နာရီမနက်9နာရီတောင်မနက်4နာရီကနေအမ Ransit ကနေဒီ CM ကိုလာပြီးတော့ဘာလို့လဲဆိုတော့2နာရီကျော်ကြာတာဟုတ်ကားနဲ့ဆိုရင်2နာရီကျော်အဲ့လောက်ထိကြာတာဆိုတော့အဲ့လောက်ထိထပြီးတော့ဒီဘက်ကို9နာရီလောက်ထိ check in အောင်မလုပ်နိုင်သေးဘူးကွန်ဒိုမှာပဲ luggage တွေထားခဲ့ပြီးကျောင်းကိုတန်းသွားရတာပြီးရင်ကျောင်းမှာဆိုရင်လည်းမဖြစ်ဘူးပေါ့နော် first day of school ဆိုတော့အခန်းတွေရှာရတာလည်းအရန်ခက်တယ်ကိုယ့်အကိုဘယ်သွားမှမသိဘူးဒီတိုင်းတွေ့တဲ့လူကိုကောက်ပြီးတော့ can you please show me the way ဆိုပြီးတော့ can you point it on Google Maps ဘာညာတရကအဲ့လိုမျိုးမေးပြီးတော့ပဲသွားရတာဒါပေမဲ့အခုတော့အဆင်ပြေပါတယ် first day of school ကတော့အမအတွက်တော့နည်းနည်းခက်ခဲတယ်ပေါ့နော် but over time သူ့ဟာနဲ့သူတော့ဖြစ်သွားတာပါပဲအဆင်ပြေပါတယ် chemistry major တော့ SAT မပါဘဲနဲ့ဆိုရင်တော့admission ရနိုင်လားတဲ့ချူလာက international program တွေအကုန်နီးပါး SAT တောင်းလို့ပါတဲ့ကျွန်တော်က GED တကူရSAT မဖြေဘူးဆိုရင် GED နဲ့ IELTS ဖြေရပါတယ်IELTS ကတော့သူတို့အမြဲတမ်းတောင်းတယ်ပေါ့နော် IELTS ဆို SAT
chemistry major အတွက် SAT ဖြေတာကတော့ပိုကောင်းတယ် because chemistry အမတို့ဒီ BSAT က SAT ကိုပို့ပြီးတော့ favor ပေးတယ်ပေါ့နော် IELTS ထက်ဘာလို့လဲဆိုတော့ math score ရောကြည့်နိုင်တာကိုအဲ့တော့ SAT maths and English ကိုဖြေတာကတော့ chemistry အတွက်ကောင်းပါတယ်အမအဲ့ဆိုထိုင်းမှာစီးပွားရေးအဆင်ပြေလားရှင်ဘွဲရပြီးတော့အလုပ်ရဖို့ခွင့်များလားရှင်ကြီးဒီအမတ်နဲ့ရောနည်းနည်းများဝင်လို့ရလားရှင်အမဟိုကစိုးမေးထားတာထိုင်းဘက်မှာစီးကြောင်းတက်ပြီးသွားတယ်ထိုင်းမှာ license မရပါဘူးအဲ့တော့အမတီးတလောက်တော့တခြားနိုင်ငံကိုသွားပြီးတော့အဲ့ license ဆောင်ပွဲကိုယူပြီးသွားရင်ယူပြီးသွားတော့မှထိုင်းကိုပြန်ဝင်ပေါ့နော်အဲ့လိုမျိုးတော့ရပါတယ်ဇန်ကမေးထားတာ Chula dormitory expensive ဈေးကြီးပါတယ်ဟိုကအနည်းဆုံး1,500ကနေ23,000ထိရှိပါတယ် architecture students တွေပါတယ်ဆိုရင်တော့23,000တန်အခန်းကိုယူမှအဆင်ပြေမှာပေါ့နော်ဒါပေမဲ့တခြား major ဆိုရင်တော့ရိုး13,000လို့14,000လို့အခန်းလေးရှိပါတယ်ဘယ်လိုမျိုးဒါပေမဲ့ roommate ရှာခြင်းနဲ့ဆိုတော့နည်းနည်း cheap တော့ဖြစ်တာပေါ့နော်အဲ့လိုမျိုးလည်းရှိပါတယ်single room က13,000ကနေ23,000ထိရတယ်ပေါ့နော်ဒါပေမဲ့ share room ဆိုရင်တော့အနည်းဆုံးမထင်9,000 8,000လောက်နဲ့ရမယ်ထင်တယ်အဲ့ဒါတော့ CUI house ဈေးပေါ့နော်ဒါပေမဲ့သူတို့ရဲ့ dormitory ကလေ queue ကအရန်ကြာတယ်ပေါ့နော်အမဆိုရင် apply လုပ်ထားတာတော်တော်ကြာနေပြီအဲ့ဒါကိုခုချိန်ထိအမရဲ့အရှိမ queue ကအယောက်100ကျော်ရှိသေးတယ်အဲ့တော့အမ graduate ဖြစ်ရင်တော့အဲ့ဒီရောက်မယ်မထင်ဘူး2025 for English ကို7မိထားတာ Heinrich Ball Stefan Scholarship အကြောင်းတစ်ခုခုအဲ့ဒါတော့ very တိတ်မသိလို့ very စီမှာ information မရှိပါဘူး sorry ပါ Yeah, is Chula Uni first day the same as school first day no teaching? Depends on the teacher ပေါ့နော်အမ first day မှာဆိုရင် chemistry နဲ့ computer lab နဲ့ရှိရပါတော့ chemistry ကတော့အဲ့လောက်ကြီး teaching မသုံးမဲနဲ့အဲ့ဟို high school revision ပေါ့အဲ့ဒါလေးလုပ်သွားတယ်ဒါမဲ့ computer lab မှာတော့စာသင်သွားပါတယ်ပါမီးစရာရှိသေးတယ်မသိခန့်မေးထားတာ Does certified soft copy mean to have a notary? Ma, did you have academic transcript and have notary? SAT လို့တကယ်လို့ academic transcript ကပေါ့နော်ဟိုဟာ English နဲ့ဆိုရင် notary ပြန်စရာမလိုပါဘူးမြန်မာဘာသာနဲ့ဆိုရင်တော့ notary ပြန်စရာလိုပါတယ်2025ဟိုဟာမေးတာခုနပေးတဲ့ mail ကကျောင်း mail ပဲလားဘယ် faculty တက်မဆို mail လို့အဆင်ပြေရလားဟုတ်တယ်နော်ဟိုဟာပါလေ international students တွေအတွက် international relations mail ဆိုတော့ဘယ် faculty နဲ့မဆိုသူတို့ mail လို့ရပါတယ် maybe တော့သူတို့ faculty ကိုစာပြန်တဲ့ link တို့ဒါမှမဟုတ် email ပြန်မဲ့ဟိုဟာတို့ပြန်ပို့ပေးပါလိမ့်မယ်if I finish Myanmar grade 12 with can get into medical school at Chula မြန်မာ grade 12ကတော့အမ accept လုပ်မယ်ထင်တယ်ဒါမဲ့ GED တော့ဖြေရမယ်ထင်တယ်ဟိုပြီးတော့ SAT ဖြေတယ်ဆိုရင် IELTS ဖြေစရာမလိုပါဘူးအဲ့တော့ faculty ကိုမေးတာတော့အကောင်းဆုံးပဲပေါ့နော်ဟုတ်ဟုတ်ကဲ့နောက်ထပ်မိကုံးလေးများရှိအောင်မလားဒါရင်းနဲ့မတူတဲ့မိကုံးလေးတွေပေါ့နော်
အာချူလာကဒီမြန်မာ grade 12 results ကို accept လုပ်လာဆိုတော့ခုနအမရှိများတယ်လို့ပဲပေါ့နော်အာဒီ GD တော့ပြန်ဖြေရနိုင်တယ်ဒီចောင်းဘက်ကိုတစ်ချက်မေးကြည့်လို့ရမယ်နဲ့တူပါတယ်တယောက်ကပြောထားကျွန်တော်ရဲ့မြန်မာ grade 12လက်ခံလာမေးတော့တဲ့အမပြောသလိုပဲတဲ့ GD ပြန်ပြရမယ်လို့မေးပြန်ပို့လာပါတယ်ဆိုတော့တိုက်ရိုက်ကြီးလက်မခံပါဘူး ဟုတ်တယ်တိုက်ရိုက်ကြီးတော့လက်မခံအောင်များသောအားဖြင့်သူတို့ကat least international curriculum တစ်ခု pass လုပ်ထားမှာပေါ့နော်ဟိုကမေးထားတာ what's the difference between program fee and tuition fees တဲ့အဲ့ဒါကလေတချို့ website တွေမှာဆိုရင်လေနှစ်ခုကွဲနေရယ်ပြီးတော့ရင်ဈေးနှုန်းကနှစ်မျိုးရှိတယ်အမားတို့ BSET website မှာဆိုရင်ဈေးနှုန်းနှစ်မျိုးရှိရယ်ပေါ့နော် program fees က9000ပြီးတော့ရင် tuition fees က9000ခွဲဆိုပြီးအဲ့လိုရေးထားတယ်ဒါပေမဲ့တကယ်တော့အမပေးရတာ9000ခွဲပဲပေးရတာအဲ့တော့ tuition fees ကကြတော့ program fee အပါအဝင်ပြီးတော့ရင်ဟိုလိုမျိုးပေါ့နော် international student fee အပါအဝင်အဲ့လိုမျိုးပေါ့နော် program fees ကတော့ program fees တက်ပေါ့နော် tuition fees ကိုပြောမယ်ဆိုရင် program fee လည်းပါတယ် international student fee လည်းပါတယ်ဟာဒါပေမဲ့ semester တစ်ခုနဲ့တစ်ခုနဲ့မတူတော့ဈေးတွေလည်းတိတ်မတူတော့ program ကိုတစ်ချက်အရင်မေးကြည့်ပါမေးကြည့်ပြီးမှတက်ပါ scholarship အကြောင်းလေးနည်းနည်းလောက်ပြောပြလို့ရမလား business major ကို GED SAT ဖြေပြီး scholarship ရဖို့အရင်ခက်နိုင်လားရှင်အာ scholarship ကတော့အရင် competitive ဖြစ်ပါတယ် business အပိုင်းဆိုရင်တော့သူတို့တွေ scholarship ပိုများလောက်တယ်ပေါ့နော် STEM အပိုင်းတွေထက်ဆိုင်ပြီးတော့ရင် business major ဆိုတော့သူတို့ interview နဲ့ပဲမေးမယ်ထင်တယ် interview နဲ့မေးနိုင်တယ်ပေါ့နော်အဲ့တော့တကယ်လို့ scholarship ဖြေရမယ်ဆိုရင်သူတို့များသောအားဖြင့်လုပ်နိုင်တာက interview မေးပြီးတော့ admission ဝင်မဝင် result ကိုပြောမယ်ပြောပြီးတော့ရင် scholarship ရမရ result ကိုပြောမယ်အဲ့ဒါကတော့ဟိုပါပေါ့နော်ဘာဆိုင် program မှာအဲ့လိုလုပ်သွားတာပါအခုဒီ business major တော့အမအဲ့လောက်ကြီးတော့တေချာမသိဘူးပေါ့နော်ဒါပေမဲ့ faculty ကိုတစ်ချက်လောက်တော့မေးကြည့်ပါမေးကြည့်တာမှအဆင်ပြေပါ because အမဟို BSET major STEM major ဆိုတော့ business တွေနဲ့တိတ်မသိတော့အမပြောတာတွေကမှားနိုင်ပါတယ် Then we don't have to pay for just the program fees everything we need to pay ဟိုprogram fees ပြီးတော့ international student fees ဆိုပြီးတက်ရှိပါတယ်အဲ့ဒါတော့တစ်ချက်ဟိုအောင်မေးတာပါ BSET မှာဆိုရင် international student fee က2000ခွဲပေါ့နော် program fee ပြီးတော့ရင် international student fee ပေးရပါတယ်အဲ့လိုမျိုးပေါင်းပြီးတော့မှပေးရတာပေါ့ Can you give me motivation for those who worry about tuition fees and the cost but have a dream of attending that ချူလာက scholarships တွေအများကြီးရှိပါတယ် bachelor အတွက်တာမက master အတွက်တွေပါအများကြီးရှိရယ်အဲ့တော့တကယ်လို့စာကောင်းကောင်းလုံးနိုင်ပြီးတော့အမှတ်ကောင်းတယ် charismatic လည်းဖြစ်တယ်ဆိုရင်ချူလာဘက်ကပေးဖို့များပါတယ်အဲ့တော့စာကြိုးစားပါ Is there a high chance to get into Chula with GED overall 680အမ GED curriculum တော့တိတ်မသိဘူးဆိုတော့680ကအမကောင်းမကောင်းအမတေချာသိမ့်မသိဘူးအမ A-level နဲ့ဝင်ခဲ့ရဆိုတော့လေ Can someone tell me if 680 is like a good mark GED 那你တော့အမတစ်ချက်ကြည့်ပေးမယ် GED ကokay GED 680ဆိုရင်program အများစုဝင်လို့ရပါတယ်နော်မေသူဆိုပြောပြထားတဲ့ဟာMBA အတွက် recommendation letter ကိုလေအကြောင်းဆရာမနားကမယူပဲအလုပ်ကနေယူလို့ရလား
recommendation letter ကတော့အမတုန်းကကျောင်းကဆရာတွေကပဲယူလိုက်တာပေါ့နော် but I think ရလောက်မယ်ထင်ပါတယ် master ဆိုတော့လေရလောက်ပါတယ် Do they tell you the do they tell you the admission results after interview yes interview ဖြေပြီးတော့မှပေးရတာပါသူတို့ result admission ရမရပြန်ရတာပါ Chula admission fee ကမြန်မာငွေနဲ့ဆိုဘယ်လောက်ပေးရလဲ admission fee ကအမထင်ဘတ်1200ထင်တယ်ဘတ်1200တစ်ချက်ရှာကြည့်ပေးမယ်နော်ဟုတ်ပြီ Chula က admission fee ကဘတ်1000ပေးရတာဆိုမြန်မာငွေနဲ့ဆို rate အပေါ်မူတည်ရပေါ့နော်အခုကတော့ rate 125လောက်ပဲရှိရဆို125,000လောက်ပဲရှိမှာပေါ့course fee တွေကိုဘယ်ကနေကြည့်ရလဲဗျလူမော်ဦးပြောထားတာအမခုနက link လေးတစ်ချက်ပို့လိုက်ပါတယ်အဲ့ international program ဒီထဲမှာ international program တွေအကုန်ကြည့်လို့ရမယ်ပြီးတော့ရင် tuition fees တွေလည်းကြည့်လို့ရပါမယ်ဟုတ်ကဲ့နောက်ထပ်မေးချင်တဲ့သူလေးများရှိအောင်မလားဒါမေးချင်တဲ့ဆိုလဲ recent ဒါမှမဟုတ်လည်းchat box ကနေနေပြီးတော့မေးလို့ရပါတယ်ရှင် ချူအောင်ပြန်ပြတက္ကသိုလ်ပြီးအထိဆိုရင်တော့ပတ်ဆက် course ကဘယ်လောက်ကြာတာ program ပေါ်မူတည်တယ်ပေါ့နော်အမားတို့ program ဆိုရင်တစ်နှစ်ကို3,400ကနေ3,600အထိသွားနိုင်တယ်ပေါ့နော်အဲ့တော့အမားတို့ကပြီးရင်4 years program ဆိုတော့2,000 3,000လောက်ထိသွားပါတယ် application fees ကဘယ်ကနေဝင်ရတာသွင်းရတာလဲပါလဲ Thai ဘဏ်ကနေပဲသွင်းရတာပါ but အမတုန်းကyes အမတုန်းကThailand ဘက်မှာကျောင်းတက်နေတဲ့တငယ်ချင်းကိုအကူအညီတောင်းပြီးသွင်းခိုင်းလိုက်တာပေါ့နော်သူတို့ပေးတဲ့အဲ့ဒီ bank account ကိုသွင်းရတာဟုတ်ကဲ့ဟုတ်ဒီကြားလေးဖြတ်ဝင်ကြလိုက်နော်တကယ်လို့များဒီကျောင်းလာခတွေဒီ tuition fees ပဲဖြစ်ဖြစ်ဒီ application fee ပဲဖြစ်ဖြစ်ပေါ့နော်သွင်းနေတာရှိရင် EDU for you ကနေပြီးတော့သွင်းပေးပါရဲ့လို့အဲ့လိုပြောပြစီတခြားမေးခွန်းလေးရှိအောင်မလားမသိဘူးတခြားမေးစရာလေးဗာလေးရှိမယ်ခုနပြောဖို့ကြံကြလို့ခုန application တွေဒီ fees တွေသွင်းပေးရဆိုတာကဒီဘာမှပေးစရာမလိုပေါ့နော် percent တွေလည်းပေးစရာမလိုဒီတိုင်းပဲဒီကျောင်းသားတွေသွင်းပေးရပါလို့ဟုတ်ပြကြတော့ဒီတခြားဗာလေးမြန်မေးစရာရှိသေးတယ်ရှင်က how to be consistent အဲ့ဒါတော့ညီမလေး discipline နဲ့ပဲဆိုင်နေပေါ့နော်ညီမလေးဘာသာဘယ်လိုမျိုး try တစ်ခုခုလိုချင်တယ်ဆိုတော့ညီမလေး try မှပဲရမှာအဲ့ဒါညီမလေးနဲ့ပဲဆိုင်ပါတယ်ဟုတ်ကဲ့ဆိုနောက်ထပ်ပြန်ထပ်ပြီးမေးစရာလေးရှိသေးပါလိမ့်ရှင်ဒီမှာ private chat မှာတော့မိကုန်းလေးရောက်ထားရပေါ့နော်အဲ့ဒါလေးဖတ်ပြမယ်နော်ဒီ GED ကိုဒီ688နဲ့ BBA ဝင်နိုင်လားရှင်တဲ့IGCSE O level ပြီးထားပါတယ်အဲ့ဒါလေးမိထားပါရဲ့ရှင်မှန်နော်တစ်ချက်တော့ရှာကြည့်ပေးမယ်
GED က GED 688နဲ့ IGCSE O level ပြီးထားတယ်လို့ပြောထားပါတယ်ရှင် 688เนาะဟုတ်ခဏလေးကြ ဟုတ် ည့် ကဲ့ ပေး ဟုတ် မယ် တို့ကသူတို့က GED score တော့အတိအကျကြီးရေးမထားဘူးပေါ့နော် but သူတို့ပြောထားတာကတော့ SAT လိုမယ် SAT က1280လိုမယ်ပြီးတော့ရင်English proficiency test လိုမယ်အဲ့တော့အမဒီမှာ website လေးတွေ့လို့ link ပို့လိုက်မယ်နော်ပြီးတော့ရင်နောက်တစ်ယောက်မေးထားတယ် Phoebe က graphic design တို့ animation တို့ combination ပိုင်းစိတ်ဝင်စားရင်ဘယ်လို major တွေရှိလဲဆိုတော့ animation အပိုင်းမှာအမဟိုဟာ international program တွေထဲမှာ animation အပိုင်းနဲ့ပါမယ်ထင်တယ်အဲ့ဒါလေးအမတစ်ချက်ပြန်ပို့ပေးမယ်နော်အဲ့ link လေးတွားပြီးတော့တစ်ချက်လောက်ကြည့်ပေးပါအဲ့ link ထဲမှာကိုထိချင်တဲ့ဟာတွေလည်းအကုန်ရှိမယ်ပြီးရင် program email တွေ tuition fees တွေလည်းအကုန်ရှိပါတယ်ဟုတ်ကဲ့ဒီမှာ check ထဲမှာမိကွန်းလေးပေါ့နော်အကြောင်းလည်းတော့မဆိုင်ပါဘူး can you share us the best type of mindset for people who are trying လို့မိထားပါတယ်ရှင် best set of mindset ကတော့ငါမရရအောင်လုပ်မယ်ဆိုတဲ့ mindset ပေါ့နော်အမဆိုရင်ဒီချူလာကို apply မလုပ်ခင်အမ scholarship 4 ခုမကအောင်6 ခုလောက်ရှောက်ခဲ့တယ်ပေါ့နော်6 ခုလောက်ရှောက်ခဲ့ရတော့မှအမကလည်း reject တွေခဏခဏထိတယ်ဒါမဲ့အဲ့ရှောက်နေတော့ဘယ်လိုဖြစ်လာလဲဆိုတော့အမ connection တွေအများကြီးရလာ connection တွေအများကြီးရလာတော့အဲ့ဒီသူတို့တွေနဲ့အခုဆိုအမ TEDx တို့ဘာလို့နဲ့တောင်ဟို volunteer event တွေ event organizer တွေလည်းလုပ်ဖြစ်လာတယ်ပေါ့နော်အဲ့တော့တခုလုပ်ချင်တာ even if you fail you gain your experience from it ဆိုတော့ it is still a win for you အဲ့ဒါပေါ့နော်နောက်ထပ်မိကွန်းလေးပေါ့နော်first time try ပြီးရောတဲ့ admission ရတာလားပြမိထားပါတယ်ရှင် ဟုတ်တယ်ချူလာမှာပထမဆုံး try ပြီးတော့ admission ရတာပါကျောင်းအများစုက admission ကလွယ်ပါတယ်ချူလာအဲ့လောက်ကြီးမခက်ပါဘူးအရင်ဟိုလိုမျိုး reviews တွေအရာအဲ့လောက်ကြီးမခက်ပါဘူးလွယ်ပါတယ်ဟုတ်ကဲ့နောက်ထပ်ဗာလေးများမေးဖို့ရှိသေးလဲရှင်ဗာလေးများမေးချင်သေးလဲရှင် yeah, you don't have to say it out loud, but how old are you? I'm close to 19 and I feel like I'm 21 မှာ 21 မှာ first year ပါ so you are not late ပြီးရင်ကျောင်းမှာဆိုရင်30 year old တွေအခုချိန်ထိ bachelor လုပ်နေရတယ်လည်းရှိပါတယ်အဲ့တော့ you are never late for your education ပါwhat about your personal statement and assignment အမ major မှာတော့ personal statement ရော essay တွေရောဘာမှမရေးရပါဘူး but scholarship ကိုမေးတယ်ဆိုရင်အမချူလာမှာဆိုရင် essay တို့ဘာလို့ရေးရတာရှားတယ်ပေါ့နော်အများဆုံးက interview ဖြေရမယ်ပြီးတော့ရင်စာမေးဖြေရမယ်အဲ့ဒါပါပဲစာက interview မှာဘာတွေမေးလဲပြရတယ်အဲ့ဒါ faculty ပေါ်မူတည်ရပေါ့နော် chemistry major ဆိုရင် chemistry အပိုင်းမေးနိုင်တယ် architecture ဆိုရင် portfolio ကိုရှင်းပြရတော့ဘာလို့ညာတော့လုပ်ခိုင်းနိုင်တယ်
ဘာဆိုင်တို့ဘာလို့ဆိုရင်လည်းအမျိုးကိုယ့်ရဲ့ဘာဆိုင်ဆိုရင်ကိုဘယ်လိုမျိုးလဲကိုယ့်ရဲ့ portfolio တွေလည်းရှင်းပြရတယ်ပြီးရင်ကိုယ့်ရဲ့ mindset ကိုလည်းသူတို့မေးရပေါ့နော်အဲ့ဒါလည်းရှိတယ်မေးစရာရှိသေးလားမသိဘူးဟုတ်ကဲ့နောက်ထပ်မေးစရာလေးများရှိအောင်မလားမသိဘူးနော်မေးစရာရှိရဆိုရင်ဒီ chat box မှာပဲဖြစ်ဖြစ် research လုပ်တာပဲဖြစ်မေးလို့ရပါတယ်ဒီမှာနောက်ထပ်ဒီ personal check မှာပေါ့နော်မေးခွန်းလေးရောက်ထားပါရဲ့ရှင်ဒီ10တန်းကိုစနစ်ဟောင်းပြီးထားပြီးတော့တဲ့ IELTS အတွက်ပဲတဲ့ပြင်ဆင်ထားမိလို့တဲ့ business administration major အတွက်ကျောင်းလျှောက်လို့ရမလားခင်ဗျာလို့မိထားပါရဲ့ရှင် 10တန်း old ဟိုဟာနဲ့ဆိုရင်တော့မရပါဘူးအနည်းဆုံး international curriculum တစ်ခုဟို pass လုပ်ထားရမှာပေါ့နော်how long does it take to cover Thai language အမ Thai လုံးဝမတတ်ပါဘူးအဲ့ဒါအမ international programmer နေရဆို everyone speaks English အဲ့ဒါတော့တခုကောင်းတယ်ပေါ့နော်တကယ်လို့ Thai programmer တတ်တယ်ဆိုရင် Thai ကိုကြာကြာနာနာ fluently ပြောနိုင်အောင်ထိတတ်ထားရပါမယ်ဟုတ်ကဲ့ဆိုတော့အမောက်ဒီtime program ကဈေးသက်သာလားလို့မိထားပါရဲ့ရှင် Thai program တွေကတော့စီတက်တာတယ်ဒါမဲ့ကိုက Thai ဟိုလို international student အနေနဲ့ရှောက်မယ်ဆိုရင်တော့အမ fee ကတော့နည်းနည်းတက်သွားနိုင်တယ်ပေါ့နော်အမတေချာပြောပြလို့မရပါဘူး because international program ဆိုရင်သူက international student fee ဆိုပြီးတက်ပေးရတာဟုတ်ပြီးတော့ရင် Thai students တွေအတွက်ကဈေးတစ်မျိုး international students တွေအတွက်ကဈေးတစ်မျိုးအဲ့လိုမျိုးရှိရင်အဲ့တော့တကယ်လို့ Thai program ကိုမှ international students ကသွားလျှောက်တယ်ဆိုရင် international student fee ပေးရတော့ပါတယ်မမ scholarship နဲ့သွားတာအမ scholarship နဲ့သွားတာမဟုတ်ပါဘူးဒါပေမဲ့ scholarship ကိုတော့လျှောက်ထားပါတယ် result မထွက်သေးတာပါဒီတိုင်းအကြောင်းကိုရိုးရိုး admission နဲ့ပဲအခုတက်နေတာပါဟုတ်ကဲ့ဆိုတော့အမတို့ဒီနောက်ဆုံးအနေနဲ့ပေါ့နော်မိခွန်းလေး3ခုအပွားမေးထားတဲ့ဟာတွေနဲ့မတူတဲ့3ခုကိုအမတို့ယူပါမယ်ဆိုတော့မေးစရာရှိရဆိုရင်လည်းဒီမှာမေးလို့ရပါရဲ့ရှင်နောက်ထပ်မေးထားရပေါ့နော်ဒီမေဂျာပြီးတဲ့အခါမှာဘယ်လိုအလုပ်မျိုးတွေလုပ်လို့ရလဲဆိုပြီးမေးထားပါရဲ့ရှင်chemistry major တော့ကတော့ကိုကအမတို့ chemistry major မှာကိုက specialization က4 fields ရှိတာဟုတ်environmental chemistry ရယ် industrial chemistry ရယ်ပြီးတော့ရင် cosmetic science လည်းရှိရယ် and then material chemistry ဆိုတာရှိတယ် material chemistry တို့ပါလို့ဆိုညီမလေးတို့အဲ့ဟိုဗာလဲကားတိုင်ယာတို့ပါလို့လုံးတဲ့ပုံစံတို့ materials တွေအဲ့လိုမျိုးလုံးရတဲ့အဲ့လိုမျိုးအပိုင်းကိုတွားလို့ရမယ် cosmetic chemistry ဆိုရင်အဲ့ beauty industry တွေဝင်လို့ရမယ်ပေါ့နော် industrial chemistry ကတော့ပို့ပြီးတော့ broad ဖြစ်တဲ့ program ပေါ့နော် industrial chemistry ဆိုတော့ဘယ် industry မှာမဆိုဝင်ပြီးတော့လုပ်လို့ရပါတယ်ပြီးတော့မှကိုလိုချင်တဲ့ field ကို specialize လုပ်လို့ရတယ်အဲ့တော့ industrial chemistry ကတော့တော်တော် broad ဖြစ်တယ်environmental chemistry ကတော့ environment နဲ့ဆိုင်ပြီးတော့အဲ့လိုမျိုးenvironmental problems တွေနဲ့ chemistry နဲ့ဘယ်လိုမျိုးသက်ဆိုင်လဲဆိုတာအဲ့လိုမျိုးစတင်ရမှာပေါ့နော်ဟုတ်ကဲ့နောက်ထပ်မိခွန်းမိမဲ့သူလေးများရှိအောင်မလားရှိအောင်မယ်ဆိုရင်ဒီ chat box မှာဖြစ်ဖြစ် personal chat မှာဖြစ်မေးလို့ရပါတယ် which major is cheap in Chula ဆိုတော့ပြောလို့တော့မရဘူး but အဲ့လိုမျိုး international program တွေကတော့ဈေးကြီးရယ်ပြီးရင် Chula ကဈေးကြီးတဲ့အကြောင်းဆိုတော့
ရိုးရိုး university ထက်စာရင်တော့တစ်ခါတလေ2ဆ3ဆလောက်ထိစီကြီးနိုင်ပါတယ် ဟုတ်ကဲ့နောက်ထပ်မေးဖို့မေးစရာလေးမှရှိအောင်မလားရှင်ခုမေးခွန်းလေးလဲဆောင်ရင်းနဲ့ပေါ့နော်ဒီ chat ထဲမှာလဲ EU for ဘက်ကနေနေပြီးတော့ပွဲလေးအတွက်တက်ရောက်ပြီးတဲ့ကျောင်းသားကျောင်းသူတွေကိုဒီမှာပုံမကောင်းမွန်တဲ့အစီအစဉ်လေးလုပ်ပေးလို့ရအောင် evaluation form လေးဒီကဖြည့်ပေးဖို့အတွက်link လေးချပေးပါတယ်တကယ်လို့များကိုကဖြည့်ပေးဖို့အဆင်ပြေဆိုရင်လဲဖြည့်ပေးကြဖို့အတွက်မြတ်တာရက်ခံပါရှင် what's the difference between SAT and GED ဆိုတော့GED ကဟိုလိုမျိုး high school equivalency exam လိုမျိုးပေါ့နော်ဒါပေမဲ့ SAT ကကြတော့နည်းနည်း high school ထက်နည်းနည်းပိုမြင့်သွားတဲ့ဟို college ရောက်ဖို့ကိုက ready ဖြစ်မဖြစ်အဲ့လိုမျိုး exam စစ်တယ်လို့မျိုးပုံစံအဲ့လိုမျိုးဖြစ်သွားတာပေါ့ဟိုလို uni ကို apply လုပ်ဖို့ချိန်ဖြေရတဲ့ exam ကတော့ SAT ပေါ့နော်ဒါပေမဲ့ high school ပြီးမပြီးသိချင်လို့ဖြေရတဲ့ exam ကတော့ GED အဲ့လိုမျိုးပါပဲရိုးတဲ့ဆိုပဲ university လေးတွေကောင်းနေရှင်မတော့ Thailand မှာဆိုရင် private တွေထက် public university တွေကပိုကောင်းပါတယ်တမဆက်တို့မဟီတော်တို့လည်းကောင်းပါတယ်ဟုတ်ဟို nursing တက်ချင်တဲ့ညီမလေးတယောက်ကဟိုမဟီတော်မှာ nursing program ရှိပါတယ် international ဟာဈေးကတော့အမလည်းအတိအကျမသိဘူးပေါ့နော်ဟိုမဟီတော်ရှိရညီမလေးဟိုလူလူအဲ့ chat box ထဲမှာမေးထားတာမဟီတော်ရှိပါတယ်how did you find your passion and major အမှားလို့မိထားပါရှင်အမကmulti passionate ဖြစ်တဲ့သူပေါ့နော်အမစီမှာ hobbies တွေလည်းအများကြီးရှိအမအကုန်လုံးကိုသိကျင်တဲ့သူပေါ့နော်အဲ့တော့အမဟို what I focused on is like ငါဒီတကယ်လို့ဒီစာတွေကို major ပေါ့နော်ဒီ major ကငါ၄နှစ်စလုံးလုပ်ရမှာဒီ၄နှစ်စလုံးလုပ်ရမယ့် major ကိုငါဒီလောက်ထိ၄နှစ်လောက်ထိစာလုပ်ရမှာကိုတီးခံနိုင်လားကြိုက်လားအဲ့လိုမျိုးပေါ့နော်အမကကိုမေးရတယ်ပြီးသွားရင်တကယ်လို့ကြီးလာရင်ဘာလုပ်ချင်တာလဲငါဒီ major နဲ့လုပ်တဲ့အလုပ်တွေကိုငါကြိုက်မှာလားငါလုပ်နိုင်မှာလားအဲ့လိုမျိုးဟာလေးတော့ကိုမေးပြီးတော့ရှာရတာပေါ့နော်ဟုတ်ကဲ့ဆိုတော့နောက်ထပ်မေးခွန်းလေးများရှိအောင်မလားရှင်ဒီမှာတက်လက်စာရေးပေါ့နော်တကယ်လို့များဒီအကြောင်းအကြောင်းပဲဖြစ်ဖြစ်ဒီထိုင်းနိုင်ငံအကြောင်းဒီအကြောင်းနေအကြောင်းပဲဖြစ်ဖြစ်တကယ်လို့မသိချင်နေဆိုရင် EDU for ရဲ့chat box မှာပဲလာမေးလို့ရတယ်လို့ Telegram channel မှာလည်းလာမေးလို့ရပါရဲ့ရှင်ဆိုတော့နောက်ထပ်မေးခွန်းလေးများရှိအောင်မလားရှင်ဆိုတော့ဒီမိခွန်းလေးလည်းမရှိတော့ဘူးဆိုတော့ဘောနော်ဒီနေ့ဒီအစီအစဉ်လေးကိုလာပြီးတော့ပြပြပြဒီ canvas slide တွေရောပြကြတော့ဒီအကြောင်းတွေရော scholarship အကြောင်းတွေရောအဆောင်အကြောင်းတွေရောစသဖြင့်ပေါ့နော်အမျိုးစုံသောအကြောင်းအရာတွေကို sharing လုပ်ပြီးမှတ် berry ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်
ခုလိုမျိုးကျောင်းသားတွေဘက်ကနေနေပြီးတော့လေစိတ်ပါဝင်စားစွာမိကုံးလေးမေးပြီးတဲ့တိကျရေးနားထောင်ပြီးတဲ့အတွက်လည်းလာတော့တက်ရောက်ပြီးတဲ့ကျောင်းသားတွေအားလုံးကိုလည်းEDU for you ဘက်ကနေနေပြီးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ဒီနေ့ဒီချူလန်ကုန်း University အကြောင်းနေ့လေးကိုဒီမှာပဲsorry ပါ line လေးကျသွားလို့ပါဟုတ်ကဲ့ဟုတ်ဒီနေ့ဒီအစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ရှင်အားလုံးပဲလာရောက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Well, thank you for inviting me ပါဟုတ်ကဲ့ပါရှင်ဟုတ်မနေ့ဖြန်မှာလည်းဒီထိုင်းဒီထိပ်တန်းတက္ကသိုလ်တွေကတက္ကသိုလ်တစ်ခုဖြစ်တဲ့ချင်းမိုင် University ရလည်းရှိသေးရကြောင်းမလို့ဒီ link ပဲပေါ့နော်လာပြီးတော့လာ join လို့ရပါတယ်ရှင်အချိန်ကလည်းအတူတူပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်